Hello， 大家好，欢迎来到毕总频道 ，Welcome back to my channel. This is the part 2 of 重庆 vlog video. အားလုံးပဲမင်္ဂလာပါနဲ့ခင်ဗျာကျွန်တော်အခုဆိုရင်တော့ကျွန်တော်重庆မြို့ထဲကိုရောက်ပါပြီခင်ဗျကျွန်တော်မနေ့ညကကျွန်တော်တဲခိုးတဲ့ဘက်ကိုရောက်တယ်ဒီနေ့မနက်မှာတော့ကျွန်တော်重庆ကိုလဲဖို့ကျွန်တော်တို့ပလန်တွေချထားပါပြီခင်ဗျဟုတ်ကဲ့ကျွန်တော်အခုဆိုရင်တော့ဒီကျွန်တော်တို့တဲခိုးရဲ့အောက်ထပ်မှာရှိရဲ့ကျွန်တော်ဒီမြန်တန့်ကျွန်တော်အခုခေါက်ဆွဲမနက်စာသွားစားမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်စားတဲ့ခေါက်ဆွဲကဘာခေါက်ဆွဲလဲဆိုတော့ကျွန်တော်တို့တရုတ်လိုဆိုရင်တော့ကျွန်တော်တို့ကန်းလုံးကြာဝမ်ရှောင်းမြန်ဖြစ်ပါတယ်ခင်ဗျခြုံချင်းရဲ့ကျွန်တော်တို့ထက်ဆက်ဒီ signature ခေါက်ဆွဲလို့ပြောလို့ရပါတယ်ခင်ဗျအဓိကသူကကျွန်တော်တို့ပဲနဲ့လှုပ်ထားတဲ့ခေါက်ဆွဲဖြစ်ပါတယ်အကယ်၍ကျွန်တော်ကအဆက်မစားဘူးဆိုရင်ကျွန်တော်တို့အဆက်လုံးဝမထည့်တဲ့ခေါက်ဆွဲကိုမှာပြီးသုံးဆောင်လို့ရပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့မနေ့ညကရောက်ပြီးတဲ့အခါမှာတော့ကျွန်တော်တို့အရင်နာမည်ကြီးတစ်ခုဖြစ်တဲ့ကျွန်တော်တို့ဟုံးရတော့ကိုကျွန်တော်သွားလဲခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဒီနေ့မှာလဲကျွန်တော်နောက်ထပ်နာမည်ကြီးနေရာတွေခြုံချင်းမျိုးရဲ့နာမည်ကြီးနေရာတွေဖြစ်တဲ့ဘယ်နေရာတွေသွားလဲမဲဆိုတာကျွန်တော်ဗီဒီယိုစိတ်ဝင်စားအဆုံးထိလိုက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျကျွန်တော်အခုဆိုရင်ဒီခြုံချင်းမျိုးရဲ့ယာတီဥတုဝဲတာကိုပြောပါဆိုရင်ကျွန်တော်နေတဲ့ပေကျင်းနဲ့နိုင်ရှင်ပြီးပြောမယ်ဆိုရင်ပေကျင်းကကျွန်တော်66ကက်ကက်နဲ့အေးတဲ့ယာတီဥတုဖြစ်ပါတယ်ခင်ဗျခြုံချင်းကကျွန်တော်တို့ဆိုအေးတဲ့ယာတီဥတုဖြစ်ပါတယ်ကျွန်တော်အနေနဲ့တော့ခြုံချင်းရဲ့ယာတီဥတုကြိုက်တယ်ဒါပေမဲ့အစားအသောက်ကိုကြတော့ကျွန်တော်တော်တော်များများအဆက်ပါလို့တိတ်မကြိုက်တာများပါတယ်ခင်ဗျရာသီဥတုကတော့ကျွန်တော်တို့နေလို့ထိုင်လို့အရန်ကောင်းတဲ့ရာသီဥတုဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ခင်ဗျကျွန်တော်တို့ခြုံချင်းကိုရောက်ရင်နောက်ထပ်မဖြစ်မနေတွားလဲရမယ့်နေရာတစ်ခုကတော့ကျွန်တော်တို့ခြုံချင်း市渝中区的18梯传统风貌区နေရာပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကကျွန်တော်တရုတ်လိုပြောတာခင်ဗျမြန်မာလိုကျွန်တော်ပြောမယ်ဆိုရင်ဒီနေရာဟာဆိုရင်ကျွန်တော်တို့ခြုံချင်းမျိုးရဲ့မျိုးလေကောင်မှာကျွန်တော်ရှေးဟောင်းဆန်အိမ်ဒီဇိုင်းတွေနဲ့စောက်ထားတဲ့ပုံစံပဲဖြစ်ပါတယ်ခင်ဗျနှစ်ပေါင်းအားဖြင့်ဆိုရင်ကျွန်တော်နှစ်ပေါင်း800ကျော်တမိုင်းနောက်ကျောင်းနောက်ခံရှိပါတယ်ခင်ဗျသူ့ရဲ့ကျွန်တော်အကြောင်းကိုနည်းနည်းလေးဆက်ပြောမယ်ဆိုရင်သူကကျွန်တော်တို့မင်းမီးဆက်ခက်ကကျွန်တော်တို့ဒေတာခံတွေတောက်ရီခတ်ဆင်းတဲ့ခါမှာရေတွင်းတင်းရှိခဲ့ပါတယ်ခင်ဗျကျွန်တော်အဲ့ဒီရေတွင်းကနေနေအိမ်တွေအထိလေကား18ထက်ရှိတာကြောင့်ကျွန်တော်တို့18ထီလို့တရုတ်လိုခေါ်ခဲ့တာဖြစ်ပါတယ်ခင်ဗျသူ့ရဲ့နောက်ထပ်တမိုင်းအစင်းကိုဆက်ပြောပါဆိုရင်ကျွန်တော်တို့ရှေးခေတ်ကဖြစ်တဲ့ခြုံချင်းရဲ့အထက်မျိုးနဲ့ကျွန်တော်အောက်မျိုးကိုဆက်သွယ်ပေးရဲ့အဓိကလမ်းကြောင်းဖြစ်ခဲ့ပါတယ်ခင်ဗျကုန်းတွေကြီးအချက်အချာကိုပြောပါဆိုရင်ကျွန်တော်တို့ခြုံချင်းစိတ်ကမ်းဖွင့်တဲ့အချိန်မှာဆိုရင်ကျွန်တော်တို့မြေချောင်းကုန်းတွေကြီးထွန်းကားလာပြီးကုန်းတိုက်တွေလုပ်ငန်းတွေစုဝေးတဲ့နေရာလည်းဖြစ်လာခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့လူနေရက်ကွက်ကျွန်တော်တို့ခင်မီလန်းတွေပေါ်လာတဲ့ခါမှာလည်းခီးသွားလာရေးအရေးပါမှုရောကြပြီးလူနေရက်ကွက်တွေကျွန်တော်တို့ဖြစ်ထွန်းလာခဲ့ပါတယ်တမိုင်းဝင်ဖြစ်ကိုပြောပါဆိုရင်ကျွန်တော်1940ခုနှစ်ကဂျပန်လေကြောင်းတိုက်ခိုက်မှုမှာကျွန်တော်တို့ဇွန်လ9ရက်ဒီဥမင်နိုင်ကောင်းကြေကွဲဖွယ်ရအဖြစ်ဆိုးဖြစ်ပွားခဲ့ရလူပေါင်းကျွန်တော်2500ခန့်ကျွန်တော်တည်ဆုံးခဲ့တဲ့နေရာလည်းဖြစ်ခဲ့ပါတယ်ခင်ဗျဟုတ်ကဲ့သူ့ကိုကျွန်တော်တို့2010ခုနှစ်မှာတော့ကျွန်တော်တို့ပြန်လည်ပြုပြင်မွမ်းမံဖို့အဆုံးဖြတ်ခဲ့ပြီး2021ခုနှစ်မှာတော့ကျွန်တော်အမျိုးသားနေ့မှာကျွန်တော်18ထီဖုန်းမောက်ချွေးဆိုတဲ့နေရာရှုခင်းဒေတာတစ်ခုအဖြစ်ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်ခင်ဗျယနေ့အခက်ကိုပြောပါဆိုရင်ကျွန်တော်ပြန်လည်မုံမှန်ရမှာလဲမူလဒီလမ်း9တွင်နဲ့လမ်းကြောင်း6ခုတိစောက်ပုံကိုကျွန်တော်တို့ထိန်းသိမ်းထားခဲ့ပြီးရှေးဟောင်းအဆောက်အအုံတွေတစ်ပင်ကြီးတွေကိုလည်းမူလအတိုင်းပြုပြင်ထားခဲ့ရဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့အခုဆိုရင်တော့ကျွန်တော်တို့ခြုံချင်းရရှေးဟောင်းအမွေနှစ်နဲ့ခေတ်သစ် fashion တွေရောစမ်းနေတဲ့နာမည်ကြီးခီးသွားနေရာတစ်ခုဖြစ်လာခဲ့ပါတယ်ခင်ဗျ是啥呀？他找不到我们了。银子是吗？手镯。拍了，是个龙。啥都看不见。
ဟုတ်ကဲ့ခင်ဗျာဒါကတော့သူတို့ဒီ data ထွက်ရဲ့တီးတွေရောင်းတဲ့နေရာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကိုကျွန်တော်တို့မီးစမ်းကြည့်ခိုင်းတာဖြစ်ပါတယ်အရသာဘလို့နေလဲဥပမာကျွန်တော်တို့ဒီခန္ဓာကိုယ်မှာဘယ်နေရာကြီးလိုအပ်ဘယ်နေရာကြီးချွဲလဲဆိုတာသူကကျွန်တော်တို့ဒီဟာနဲ့ပူတာဖြစ်ပါတယ်ခင်ဗျပူတာကကျွန်တော်တို့ဥပမာကျွန်တော်အေးရေးပြတ်တယ်ဆိုရင်ကျွန်တော်အေးရေးပြတ်ရင်ဘယ်နေရာဒီလက်ဖေးတဘွားအတိုင်းဒီတီးကဘယ်အရာတောင်းမလဲဆိုတာရှိပါတယ်ခင်ဗျအရာကဒီအရာကတချို့အရာတာကျွန်တော်တို့နည်းနည်းကွက်ကွက်လေးဖြစ်ပြီးမြင်တချို့အရာတာလည်းကောင်းပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်အခုလက်ရှိရောက်ရှိနေတဲ့ဒီအဆောက်အဦကတော့ကျွန်တော်ချမ်းချမ်းကိုကြီးစပါးလုံးဖြစ်ပါတယ်ခင်ဗျကျွန်တော်အခု18လွာမှာရောက်ရှိနေတာဖြစ်ပါတယ်သူ့ရဲ့ location ကဆိုရင်ကျွန်တော်တို့重庆南岸区南滨路拍摄的视角比较好的就是地方ဖြစ်ပါတယ်ခင်ဗျသူကကျွန်တော်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဓာတ်ပုံဗီဒီယိုအရန်ရိုက်လို့အရန်လှအရန်ကောင်းတဲ့ရှူကင်းအရန်ကောင်းတဲ့နေရာဖြစ်ပါတယ်ခင်ဗျကျွန်တော်အခုမြင်တွေ့နေရတဲ့တရားကတော့သူ့နာမည်ကကျွန်တော်တို့နန်းကြီးမန်ချမ်းချမ်းကွေတောက်တားချောင်ဖြစ်ပါတယ်ခင်ဗျသူကကျွန်တော်တို့အဓိကဆက်ဝေးတွားရအဓိကသုံးတာဖြစ်ပါတယ်ခင်ဗျအရန်လှပါတယ်ကျွန်တော်ဆက်ဝေးစီးပြီးကျွန်တော်ဟိုဘက်ကန်းတွားတယ်ဆိုရင်ကျွန်တော်ဒီဆက်ဝေးကနေမြင်ရတဲ့ဒီမြစ်ရဲ့ရှူကင်းချမ်းချမ်းမြစ်ရဲ့ချမ်းချမ်းမြစ်ရဲ့ရှူကင်းကိုကျွန်တော်ရင်သက်ရှူမောဖို့ရကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျ哦妈呀，还有很远呢，我们要不朝那边，ဟုတ်ကဲ့ကျွန်တော်အခုလက်ရှိရောက်ရှိတဲ့နေရာကတော့ကျွန်တော်တို့ကျင်းမာစစ်ရှောက်ရွယ်ဖြစ်ပါတယ်ခင်ဗျကျင်းမာစစ်ကျွန်တော်တို့မူလာတန်းကျောင်းဖြစ်ပါတယ်ခင်ဗျဒီမှာကျွန်တော်မြင်တွေ့နေရတဲ့ဒီရဲ့ဒီကျောင်းရဲ့အနှွေတက်ကကျွန်တော်တို့80နှစ်90နှစ်ခုနှစ်တွေမှာမွေးဖွားတဲ့သူတွေကျွန်တော်တို့တက်ခဲ့တဲ့အနှွေတက်တွေကျွန်တော်ခံစားရမှာဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ဟိုးအရင်တော့ဒီကျောင်းဆိုတာကျွန်တော်တို့ဘယ်လိုပုံစံမျိုးရှိလဲအခုခေတ်ကျောင်းထဲတော့ကျွန်တော်တို့ပုံစံတူချင်းမှတူမှာဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့အရင်အနှွေတက်တွေကိုပြန်လည်ခံစားနိုင်စေပါတယ်ခင်ဗျဒီမှာကျွန်တော်တို့ဆိုရင်ကလေးငယ်ငယ်တုန်းကကစားစရာရဲ့အစကျွန်တော်တို့မြင်တွေ့ရမှာဖြစ်ပါတယ်ခင်ဗျ讲到了来学校看一看感觉了帮我打ဟုတ်ကဲ့ကျွန်တော်တို့အခုဒီမူလာတန်းကျောင်းရဲ့ဘေးမှာဆိုရင်တော့ကျွန်တော်တို့ coffee ဆိုင်လေးတွေစားတောက်တန်းလေးတွေကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ခင်ဗျဒီမူလာတန်းကိုလည်းကျွန်တော်တို့မပြုတ်ပြင်ဒီဘေးက coffee ဆိုင်ကိုလည်းကျွန်တော်တို့ဒီဖုကူကျွန်တော်တို့ဒီရှင်းဟောင်းဒီဇိုင်းလိုပုံစံမျိုးအနေနဲ့ပြန်လဲဆောက်လို့ပြန်လဲမိုးမှန်ကျွန်တော်တို့ coffee ဆိုင်လေးတွေ့ရတာဖြစ်ပါတယ်ခင်ဗျ我应该查过了那个。他在那，他在那个。ဟုတ်ကဲ့ဒါကတော့ကျွန်တော်အခုလက်ရှိရောက်ရှိနေတဲ့နေရာရဲ့ 3D design ပုံစံပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့မြေလွာ18လွာမှာရှိရဒီရဲ့တောင်ပေါ်မျိုးရဲ့ဒါခြုံချစ်တက်မျိုးလုံးမဟုတ်ပါဘူးခင်ဗျကျွန်တော်အခုလက်ရှိရောက်ရှိနေတဲ့နေရာလေးပဲဖြစ်ပါတယ်ခင်ဗျ踩呀！随便吃饭吗？你睡起老是睡的。ဟုတ်ကဲ့ခုနကကျွန်တော်တို့ရှိတဲ့နေရာဖြစ်တဲ့ကျွန်တော်တို့ရှမ်း城干传统风貌区也叫山城步道ကနေကျွန်တော်အခုနောက်ထပ်ဒီလူယုံချင်းတဲ့ဖြစ်တဲ့နောက်ထပ်ခြုံချင်းမျိုးမှာနောက်ထပ်လေဆန်နေရာတစ်ခုဖြစ်တဲ့နေရာကိုကျွန်တော်ဘတ်စကားနဲ့စီးပြီးတွားတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ကျွန်တော်ခုနကကျွန်တော်တို့ရှုခင်းမှာမြင်တွေ့ရတဲ့ကျွန်တော်တရားဖြစ်တဲ့ကျွန်တော်တို့နန်းကြီးမန်ချမ်းချမ်းကွေတောက်တာချောင်းအဲ့ကျွန်တော်တရားကိုတွားဖို့အတွက်အခုဆက်ဝေးစီးဖို့ကျွန်တော်အခုအရန်ရှည်ရဲ့ကျွန်တော်တို့ဓာတ်လေကားလို့ပြောရမှာကျွန်တော်ဓာတ်လေကားကျွန်တော်အခုစီးနေရဖြစ်ပါတယ်ခင်ဗျပြောရမယ်ဆိုရင်ကျွန်တော်တို့ခြုံချင်းမှာဒီကောင်ကအရှည်ဆုံးဓာတ်လေကားဖြစ်ပါတယ်ကျွန်တော်ဒီဓာတ်လေကားတိတန့်အတွက်ကျွန်တော်တို့ယွမ်တိတန့်ပေးပြီးတော့ကျွန်တော်စီးရဖြစ်ပါတယ်ခင်ဗျလုံးဝရှည်ပါတယ်ကျွန်တော်အနောက်ကိုလှည့်မကြည့်ရတဲ့အနေအထားတစ်ခုဖြစ်ပါတယ်ခင်ဗျလုံးဝရှည်ပါတယ်ဘေးကနေကျွန်တော်တို့ကင်တန်းပြီးတက်ရတဲ့အနေအထားတစ်ခုဖြစ်ပါတယ်ခင်ဗျ
ဟုတ်ကဲ့ဒါကတော့ကျွန်တော်ခုနကပြောတဲ့ဒီတရားကစက်ဝေးတည်တံသုံးတဲ့တရားဖြစ်ပါတယ်အခုကျွန်တော်အဲ့ဒီတရားပေါ်မှာရှိရဲ့ကျွန်တော်စက်ဝေးကိုစီးပြီးကျွန်တော်တခြားခြုံချင်းရဲ့တခြားကမ်းဘက်ကိုကျွန်တော်တွားနေရဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်အခုလက်ရှိရောက်ရှိတဲ့နေရာကတော့ကျွန်တော်တို့ခြုံချင်းကိုလာရင်ကျွန်တော်တို့မဖြစ်မနေကိုတွားရမယ်နေရာတစ်ခုဖြစ်တဲ့ကျွန်တော်တို့ကွမ်းရင်ချောင်好吃街ကွမ်းရင်ချောင်步行到步行街ဖြစ်ပါတယ်ခင်ဗျကျွန်တော်အခုကဒီကွမ်းရင်ချောင်ကိုဘာကြောင့်လာရဲ့ရည်ရွယ်ချက်ကကျွန်တော်တို့ဒီနေရာမှာဆိုရင်ကျွန်တော်တို့商场各种商场有很多ပြောမယ်ဆိုကျွန်တော် shopping mall တွေကြီးပဲကျွန်တော်အလုံးဝပြည့်နေတဲ့ကျွန်တော်တို့စန္နာလို့ပြောလို့ရတဲ့နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျနောက်ထပ်ဒီမှာဆိုရင်အစားတောက်တန်းတွေလည်းလုံးဝကျွန်တော်တို့မျိုးစုံအစားတောက်မျိုးစုံကိုတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျ拍照现在先把来好吃素。怎么样？这个外面都有，我要去里面摘哦。来这边看一下吧，如果更短辣的不辣的都有，有没有错过？有买有送有活动。拍照打卡。这里。上面。ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့အထူးတလဲမိတ်ဆက်ပေးစရာမလိုဘဲနဲ့တခါတည်းကြည်ရနဲ့တန်းသိနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်နာမည်ကတော့ကျွန်တော်ဝေါ်ကြိုက်ခြုံချင်းဖြစ်ပါတယ်ခင်ဗျသူကကျွန်တော် LED မှာကျွန်တော်တို့ဒီနေရာမှာဆိုရင်ကျွန်တော်ဓာတ်ပုံသားခါအရန်ကောင်းတဲ့နေရာဒီနေရာကကျွန်တော်ဘယ်လိုပြောမလဲအရန်ဝမ်ဟွန်အရန်နာမည်ကြီးရဲ့နေရာလို့ပြောလို့ရပါခင်ဗျဒီ LED မှာရှိရဲ့ဝေါ်ကြိုက်ခြုံချင်းဒီဓာတ်ပုံနဲ့အတူရိုက်လိုက်မယ်ဆိုရင်သူကခြုံချင်းမှာပါလားဆိုတာကျွန်တော်တို့တန်းသိနိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်ခင်ဗျဒီနေရာဟာဆိုလဲကျွန်တော်ခုနပြောတဲ့ကျွန်တော်တို့重庆市江北区观音桥商场မှာပဲ观音桥商川北城天街မှာပဲရှိတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့နေ့လည်ခင်းစာသွားစားတာဖြစ်ပါတယ်ခင်ဗျစိုင်းနာမည်ကတော့ကျွန်တော်တို့ရှောင်းအောင်ရှမ်း城记江湖菜大排档ဖြစ်ပါတယ်ခင်ဗျသူကဒီနာမည်ကဒီဆိုင်ကကျွန်တော်တို့ခုနပြောတဲ့ကျွန်တော် LED ဝေါ်ကြိုက်ခြုံချင်းရဲ့ဖန်ပြန်ဘေးသူ့ရဲ့ဘေးနားမှာဆိုရင်နာမည်အကြီးဆုံးဆိုင်တဲ့ဆိုင်ဖြစ်ပါတယ်ခင်ဗျသူကကျွန်တော်တို့江湖菜အဓိကတော့ကျွန်တော်တို့江湖အစားအစာဒီရဲ့ကျွန်တော်တို့ဝေါ်ကြိုက်အဓိကကျွန်တော်ပြောမယ်ခြုံချင်းရဲ့江湖菜ကိုအဓိကရောင်းတာဖြစ်ပါတယ်ခင်ဗျဒီ data ရဲ့ data အစားအစာအဓိကလက်လက်ဆက်ဆက်နဲ့ကျွန်တော်တို့တိတိတောက်တောက်စားတောက်နိုင်တဲ့နေရာစားတောက်ဆိုင်တစ်ခုဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့နေကင်းစာစားပြီးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ shopping mall တွေကျွန်တော်ပတ်မှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဒီ Queen ချောင်းမှာရှိတဲ့ shopping mall တစ်ခုမှာကျွန်တော်အင်ကြီးပေါင်းပြီးအဆက်လိုက်သွားဝယ်မှာဖြစ်ပါတယ်ခင်ဗျ好新鲜哦！现在黑刀直播模式都不是放在切割的和煮切割的哪个效果？哪个你们从一会儿电用的好久？可以，衣服可以，价格不可以的话，20块。价格也可以，价格也可以。
ဟုတ်ကဲ့ကျွန်တော်အခုလက်ရှိရောက်ရှိတဲ့နေရာကတော့ကျွန်တော်တို့ခြုံချင်းနန်းချွေးတဲ့ချမ်းသာဝေးကုန်းကုန်းရွံကြီး park ပဲဖြစ်ပါတယ်ခင်ဗျသူကကျွန်တော်တို့ညနေမှာဆိုရင်ကျွန်တော်တို့ဝူရင်ကြီးပြောင်းရန်ရှိပါတယ်ဒီ drone အလှပြတဲ့ပွဲရှိပါတယ်ခင်ဗျသူကညနေကျွန်တော်8နာရီပတ်ချာလေလောင်းမှကျွန်တော်တို့ဒီက drone ပြပွဲဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်မို့ကျွန်တော်ခဏဒီမှာဓာတ်ပုံခဏရိုက်ပြီးဆိုရင်ကျွန်တော်သူ့ရဲ့ဘေးမှာရှိတဲ့ shopping mall ထဲမှာကျွန်တော်ခဏသွားစောင့်မှာဖြစ်ပါတယ်ခင်ဗျစောင့်ရင်းနဲ့ကျွန်တော်ဒီ shopping mall ပတ်မယ်ပတ်ပြီးဆိုညနေမှာကျွန်တော်ဒီ drone ရဲ့အလှပြပွဲကျွန်တော်ကြည့်မှာဖြစ်ပါတယ်ခင်ဗျ有一个音频的一个震动。啊。这不是理想吧？长安，哎呀，我看着像理想。太酸了，我的天啊！太酸了。我操！那个老虎不会要吃这个鹿吧？哦，真的要吃。我就欣赏嘛，放下了。我操！哎，不行，这个演我呢！我刚说放下了就好看了。这个实况全是我的声音。没了，来了。ဟုတ်ကဲ့ဒါကတော့ကျွန်တော်တို့ညနေခင်းဝူရင်ကြီးပြောင်းရန် drone ပြပွဲချီပြီးကျွန်တော်တို့ပြန်လာတဲ့လမ်းပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီတဲတဲ့ဘက်ပြန်လာတာဖြစ်ပါတယ်ခင်ဗျအခုဆိုရင်ကျွန်တော်တို့ညနေခင်းတင်တာမစားရသေးရဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့နီးရဆိုင်မှာညနေခင်းတင်တာသွားစားတာဖြစ်ပါတယ်ခင်ဗျ它不是大不大的问题，印度明星吃不完。跟印度明星买的一种人性。ဟုတ်ကဲ့အခုလိုကျွန်တော်ဗီဒီယိုကိုအစားအနေအဆုံးထိလိုက်လံကြည့်ရှုပေးရတဲ့တဦးတယောက်ချင်းစီကိုလည်းကျွန်တော်ဆက်ပြီးကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့နောက်ထပ်ဗီဒီယိုတွေလည်းကျွန်တော်ဆက်ပြီးတင်ပေးပါမယ်ခင်ဗျဒါကကျွန်တော်ရဲ့ part 2ပဲဖြစ်ပါတယ်ခင်ဗျ